ရှေတုန်းကဘာယာနတိပြီးမှစင်းရေးပေမဲ့ကျင်နာတက်တဲ့ပုံနာကြီးတယောက်ရှိခဲ့ပါတယ်။သူ့မှာတားအရင်လိုချိလာတဲ့နန္ဒီဝိတာလလိုအမိရတဲ့နွားမင်းတစ်ကောင်ရှိတယ်လေ။ဒီနွားမင်းဟာတခြားနွားတွေထက်အင်းအားအစပေါင်းများစွာတန်မာယုံတင်မကပဲစိတ်နှလုံးလဲအင်းမတန်ဖြူစင်ပါရဲ့။ဒီနေ့မှာတော့နွားမင်းကငါ့ကိုကြွေးမွေးစောက်ရှောက်တဲ့ကျေးဇူးကိုဆက်ရမယ်လို့တွေးလိုက်မိတယ်။နွားမင်းကပုံနာကြီးကိုအဖေတထေးကြီးတူးနဲ့လက်အစည်းတရားကိုစွဲမိတ်တယ်ဆိုပြီးအတပြတစ်ထောင်ကြီးကြီးလိုက်ပါလို့ပြောလိုက်တယ်။ပုံနာကြီးလဲတထေးစီသွားပြီးအလောင်းစားလုပ်လိုက်တာပေါ့။ငါနွားဟာလက်အစည်းတရားကိုတခါတည်းစွဲနိုင်တယ်တဲ့။ပြိုင်ပွဲနေ့မှာတော့တမျိုးလုံးကလူတွေဟာအံ့ဩစရာကောင်းတဲ့ဒီမြင်ကွင်းကိုကြည့်ဖို့စုယုံလာကြပါတယ်။လက်အစည်းတရားဟာကြောက်ခဲတွေတဲတွေနဲ့အပိတင်ထားပြီးတစည်းနဲ့တစည်းဆက်ထားတာပေါ့။ဒါပေမဲ့ပုံနာကြီးဟာလူပုံအလဲမှာမန်းတက်ပြီးနွားမင်းကိုဟဲ့နွားရုပ်ဆွဲလန်းအကောင်စုရဲ့လူကြမ်းတမ်းစွာအမိန့်ပေးလိုက်တယ်။နွားမင်းဟာဒီစကားကိုကြားရတဲ့အခါအယမ်းဝမ်းနေသွားပြီးငါအဖေကငါ့ကိုဒီလိုရိုင်းရိုင်းဆိုင်ဆိုင်ပြောရလိမ့်ချင်းလို့စိတ်နာသွားတယ်။နွားမင်းဟာခြေတလန်းမှမရွေ့ပဲငြိမ်နေလိုက်တာကြောင့်ပုံနာကြီးဟာအတပြတစ်ထောင်ရှုံးနေသွားပါတော့တယ်။အိမ်ပြန်ရောက်တော့ပုံနာကြီးဟာဝမ်းနဲ့ဗလငိုကြွေးနေတာပေါ့။အဲ့ဒီအခါနွားမင်းကအဖေကဘာလို့ကျွန်တော်ကိုအကောင်ရုပ်လို့ခိုးရလာလဲ။ကျွန်တော်ဘာအမားလုပ်ခဲ့လို့လဲလို့မေးလိုက်တယ်။ပုံနာကြီးဟာသူ့အမားကိုတိသွားပြီးနွားမင်းကိုတောင်းပန်လိုက်ပါတယ်။နွားမင်းကအဖေနောက်တစ်ချိန်ထက်ကြည့်ကြည့်ပါဒီတစ်ခါတော့ကျွန်တော်ကိုချိုးသားတဲ့စကားပဲပြောပြပါလို့လိုင်းညွန်ခဲ့တယ်။ဒုတိယအချိန်မှာတော့ပုံနာကြီးဟာနွားမင်းကိုလိန်မာတဲ့ငါသားကြီးတန်ပါလာတဲ့ငါသားယတနာစွဲစမ်းပါကွယ်လို့အားပေးလိုက်တယ်။နွားမင်းဟာဒီချိုးသားတဲ့စကားလုံးတွေကြောင့်ခွန်အားတွေပြည့်လည်လာပြီးလဲအစည်းတရားကိုတရှင်ထိုးဆွဲလိုက်ပါတော့တယ်။လဲတွေဟာညံဆန်စွာပဲပန်းတိုင်ကိုရောက်သွားပြီးပုံနာကြီးလည်းအနံ့ရရှိသွားခဲ့ပါပြီ။တထေးကြီးလည်းအံ့ဩသွားပြီးပုံနာကြီးကိုဂတိအတိုင်းအတပြ2000စုလာအဖြစ်ပေးအပ်ခဲ့ပါတယ်။ဒီဇလန်လီကပေးတဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဟာတရိတ်ဆန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ယဉ်ကျေးပြူနာစွာပြောဆိုဆက်ဆံရမယ်ဆိုတာပါပဲ။ကြမ်းတမ်းတဲ့စကားဟာဘယ်သူမှအကျိုးမပြုပါဘူး။ချိုးသားတဲ့စကားလုံးတွေကသာလူတိုင်းရဲ့နှလုံးသားကိုဖွင့်နိုင်ပြီးအောင်မြင်မှုကိုရစေတာပါ။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါပဲ။ယဉ်ကျေးသောစကားဖြင့်အောင်မြင်မှုတွေပိုင်ဆိုင်ကြပါစေ။